Hello မင်္ဂလာ hello ပါဒီနေ့မှာကျွန်တော်ဗာပြောသွားမလဲဆိုရင်ကျွန်တော်တို့ဘယ်ပညာရဲ့ကိုမဆိုလေ့လာ AI ပညာပဲဖြစ်ဖြစ်เนาะကျောင်းပညာလားစာပေလား English လားနောက်တော့ digital marketing လားဘယ်ဟာတွေမဆိုလေ့လာတဲ့အချိန်မှာကျွန်တော်တို့တို့မရှိမဖြစ်လိုအပ်တဲ့အခြေခံတွေနဲ့ဘယ်သူမှမပြောတဲ့အချက်လက်တွေကိုကျွန်တော်ဒီနေ့မှာအားလုံးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုရှိပါမယ်အချိန်မရရင်ဗီဒီယိုလေးကို save သွားလိုက်ပါအချိန်ရတဲ့သူတွေကတော့ကြည့်လို့ရပါတယ် Okay ကျွန်တော်တို့လူတွေအကုန်လုံးอ่ะဗောနော်ကျွန်တော်တို့လူတိုင်းอ่ะဗောဘာကိုအာယုံဆိုင်လဲဆိုရင်ကျွန်တော်အောက်ဆုံးမှာပြမယ်ဒီအောက်ဆုံးမှာပြထားမယ် good result ဆိုတဲ့အရာเนาะရလက်ကောင်းတွေကိုကျွန်တော်တို့ကအရန်ကြီးဂရုစိုက်ကြတယ်เนาะအရန်လိုချင်ကြတယ်လိုချင်တာတော့ဗျာရလက်ကောင်းတွေကိုလိုချင်တယ်ဒါပေမဲ့ကျွန်တော်အကောင့်ထဲမပေါ်တတ်ဘူးလူတိုင်းအကောင့်တာကိုရချင်တယ်ဒါပေမဲ့လူတွေအကုန်လုံးလူတိုင်းကဘာလို့ကောင်းတာတွေကိုမရကြရလဲရခြင်းပေမဲ့မရတာဘာလို့လဲအကောင့်ထဲမှာပေါ်နိုင်လို့ပါဒီနေ့ကျွန်တော်ပြောသွားမှာကကြိုက်တဲ့ပညာရေးကိုသင်အဓိကတော့ကျွန်တော်က digital marketing နောက်တစ်ခုက AI English ကိုအဲ့ဒီပညာရေးတွေကိုလေ့လာတဲ့အချိန်မှာဘယ်လိုမျိုးအမှန်ကန်ဆုံးလေ့လာမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် Okay စလိုက်ကြရအောင်ပထမတစ်ခုကကျွန်တော်အတွေ့အကြုံဆိုတဲ့စကားကနေစတယ်ပေါ့နော်ဒီမှာဆိုဒီကောင်ကအတွေ့အကြုံကောင်းရှိမှကျွန်တော်တို့ကရားလက်ကောင်းထွက်မယ်လို့ကျွန်တော်ကအလွယ်မှတ်ထားလို့ရတယ်ဟုတ်ပြီနော် Okay ကျွန်တော်စပြီးရှင်းပြပါမယ်တို့ကအတွေ့အကြုံကောင်းဆိုတာဘယ်ဟာအတွေ့အကြုံကောင်းနေလဲတော့မေးရစကားရှိတယ်မေးခွန်းမေးခွန်းရှိတယ်ဘယ်ဟာအတွေ့အကြုံကောင်းနေတော့ဘာလဲဆိုတော့ကျွန်တော်တို့ကလေးလာမှုကနေရတဲ့အတွေ့အကြုံကောင်းဘာတွေကိုလေးလာလဲဆိုတော့ကျွန်တော်တို့ဘဟုတုတတွေအသိပညာတွေအတတ်ပညာတွေဒါတွေကိုလေးလာတာဟုတ်ပြီနော်အဲ့ဒီကောင်တွေကိုလေးလာလို့ရတယ်လေးလာမှုကနေရတဲ့အတွေ့အကြုံပြောချင်တာတော့ဘာလဲဆိုတော့ပေါ့နော်စပိန်စီးနီးကျွန်တော်ကစပိန်စီးတဲ့ဥစ္စာကလေးလာတယ်ဘယ်လိုစီးရလဲစပိန်ကဘယ်လိုရှိလဲဘိန်းနှစ်ဘိန်းဘိန်းနှစ်ဘိန်းပါလဲဘယ်လိုသွားရတာလဲဘိန်းဘယ်လိုအုပ်ရတာလဲဒါကလေးလာမှုအဲ့ဒီလေးလာမှုကနေရတဲ့အသိပညာဒါမှမဟုတ်အတတ်ပညာအဲ့ဒီကောင်ကကိုကျွန်တော်ကဘယ်မှာအသုံးချလဲဆိုတော့ပြဿနာဖြေရှင်းတဲ့နေရာမှာအသုံးချတယ်ဒီဗီဒီယိုမှာပြောတာတွေအကုန်လုံးကလက်တွေ့ဘဝမှာတကယ်ကိုဖြစ်ပြီးအကျိုးရလဲကျွန်တော်ကိုယ်နဲ့ရထားပြီးသားတကယ်ကိုပေါ့နော်ဘာပြောရမလို့ result proven လို့ခေါ်တဲ့တကယ်ကိုရလက်အတွက်တိတာထင်ရှားပြီးအာမခံချက်ရှိတဲ့နီးလက်နေပြပြရဖြစ်တော့ဒီတိုင်းနားမထောင်ပါနဲ့လိုက်ပြီးတော့အကောင့်ထဲပို့ကြည့်ပါဟုတ်ပြီနော်တွေ့လာတဲ့ခက်ခဲတွေကိုကျွန်တော် comment အောင်မှာဝင်မှန်းလို့ရပါတယ် Okay ထားပါတော့ဆက်လိုက်ကြမယ်ကျွန်တော်တို့ကတစ်ခုခုကိုလေ့လာထားပါတော့စပိန်ပညာစပိန်စီးတဲ့ဥစ္စာဘယ်လိုစီးရမလဲဆိုတော့ဘဟုတုတအသိပညာအတတ်ပညာကိုကျွန်တော်ကလေ့လာလိုက်တယ်အဲ့ဥစ္စာကိုကျွန်တော်ကလေ့လာမှုကနေအတွေ့အကြုံရတယ်အဲ့ဒီကောင်တွေကိုသိသွားတယ်အဲ့သိသွားတဲ့အသိတွေကိုမှပြဿနာဖြေရှင်းတဲ့နေရာမှာအသုံးပြုတယ်ဘယ်လိုပြဿနာဖြေရှင်းတာလဲဆိုတော့ကျွန်တော်တို့တွေထားပါတော့စပိန်စီးနီးတင်ပြီးတော့စပိန်သွားစီးမှာပေါ့စပိန်စီးနီးတင်ပြီးတော့ကျွန်တော်ထော်လာကြည့်ဘယ်လိုလုပ်စီးမှာလဲမဟုတ်ဘူးလားစပိန်စီးနီးတင်ပြီးတော့ကျွန်တော်တို့စပိန်သွားစီးမယ်သွားစီးတဲ့အချိန်မှာအဖေတွေမေတွေကိုရီမတွေတငယ်ချင်းတွေကတင်ပေးလိုက်မယ်အဲ့လိုတင်ပေးတဲ့အတိလေးတွေနဲ့ကိုပါသူကိုပြဿနာပါလဲစပိန်စီးချင်တာဟုတ်တယ်နော်အဲ့မှာသွားပြီးကိုပြဿနာကိုဖြေရှင်းကြည့်တယ်ဒါပေမဲ့ဆဆချင်းမှာအောင်မြင်တဲ့လူတွေလည်းရှိတယ်ရှုံးနေတဲ့သူတွေလည်းရှိတယ်စပိန်လဲပြီးတော့ပုံပဲ့ပြီးငိုသွားတဲ့သူတွေလည်းရှိသလိုနောက်တစ်ခုကစပိန်စီးတဲ့သွားလည်းရှိတယ်အဓိကကတော့ကျွန်တော်ဘာရသွားမလို့ဆိုပြဿနာဖြေရှင်းကျွန်တော်အတွေ့အကြုံရမယ်ရပြီနော်ပြဿနာတိုင်းကိုကျွန်တော်ကအောင်မြင်မယ်လို့မပြောနိုင်ဘူးဒါပေမဲ့ပြဿနာတိုင်းကလည်းကျွန်တော်အတွေ့အကြုံရနိုင်တယ်ရပြီနော်အဲ့ကြမှာဘုသူတာတွေသိပညာတွေတက်ပညာတွေလေ့လာမှုကနေရတဲ့အတွေ့အကြုံအဲ့အတွေ့အကြုံကိုပြဿနာဖြေရှင်းနဲ့မှရတဲ့အတွေ့အကြုံကမှကျွန်တော်တို့အတွက်စာလုံးကြီးစတာအရေးကြီးဆုံးလို့ပြောရမယ့်အထက်မှာပါတာရပြီနော်ပြောချင်တာကဘာလဲဆိုတော့ဗျာထားပါကျွန်တော်တို့စပိန်ကိုကောင်းကောင်းနင်းကျင်တယ်ဒါကိုမန်လေးမှာဆိုကျွန်တော်ဆိုင်ငယ်ကိုကောင်းကောင်းစီးတတ်ချင်တယ်ဟုတ်ပြီနော်အဲ့ကျွန်တော်တို့ရဲ့ result ကျွန်တော်တို့လိုချင်တဲ့ good result ဟုတ်ပြီနော်အဲ့ကြတော့အဲ့ကောင်ရှိဖို့အတွက်ကျွန်တော်ကစပိန်စီးဖို့တက်ရမယ်စပိန်ကျောင်းသိရမယ်ဆိုင်ငယ်စီးဖို့တက်ရမယ်ဆိုင်ငယ်ကျောင်းသိရမယ်ဆိုင်ငယ်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရှိနေရမယ်အဓိကတော့စီးရဲ့အတွေ့အကြုံရှိနေရမယ်စီကန်းရှိစီးရဲ့အတွေ့အကြုံတွေလည်းရှိနေရမယ်အဲ့ဒီအတွေ့အကြုံတွေရှိမှသာဒီကောင်ကိုကျွန်တော်အိမ်မက်လို့ရအဲ့တော့ကျွန်တော်တစ်စီချင်းဖြစ်ပုံလာပုံကိုကျွန်တော်အသေးသေးရှင်းပြပေးသွားမယ်အားလုံး Okay ဒီမှာအတွေ့အကြုံကျွန်တော်တို့ပြောသလိုပဲအတွေ့အကြုံကောင်းတွေရလာပြီဆိုကြပါတော့အတွေ့အကြုံတွေကျွန်တော်တို့ရှိလာပြီအဲ့ဒီအတွေ့အကြုံတွေပေါ်မှာမူတည်ပြီးကျွန်တော်တို့လူတိုင်းကျွန်တော်တို့လူသားတွေအကုန်လုံးကပေါ့နော်ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေပေါ်မှာမူတည်ပြီးကျွန်တော်တို့ကစဉ်းစားတယ်ကျွန်တော်တို့ကဆုံးဖြတ်တယ်အားတို့ကခံယူချက်တွေထားတယ်ဥပမာအနေနဲ့ထားပါတော့နော်ငယ်ငယ်လေးကနေကလိုက်ဝိုင်းပြီးတော့အနိုင်ကျင့်ခံရတဲ့အမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ကလေးတယောက်ကဒီသူ့ရဲ့အတွေ့အကြုံကအနိုင်ကျင့်ခံရတာဖြစ်တဲ့အတွက်သူ့ရဲ့အတွေးခေါ်တွေကသူတွေးခဲ့တဲ့အတွေ့အကြုံတွေပေါ်မှာအများကြီးမူတည်တယ်အားကြောင့်မို့သူများကြီးထက်တော့သူတွေးခေါ်တာတွေကနူးညံ့နေတာအရန်ကိုကြောက်လန့်နေတာသူများထပ်ပိုကြောက်မိနေတာနောက်တစ်ခုကအထီးကျန်နေတာဒါတွေကအတွေ့အကြုံကအဆုံးဖြတ်ပေးတာပါအဲဒါကြောင့်မို့ကိုကအတွေးခေါ်ကောင်းနေတယ်ဆိုရင်ခင်ဗျားတို့ဘာမှရှောက်မလုံးနဲ့အတွေ့အကြုံကောင်းအောင်လုပ်အဲ့ဒီမှာလဲကျွန်တော်ကပြောထားပြီးသားအတွေ့အကြုံကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုလေးလာမှုတွေကောင်းအောင်လုပ်ရမလဲနောက်တစ်ခုကပြဿနာတွေကိုကောင်းကောင်းဖြေရှင်းဖို့လိုအပ်တယ်သဘောပေါက်လားလေးလာမှုကောင်းမှုတက်ဆိုရင်ကိုပါသူကိုတင်ယူမှာလားကျောင်းတွေသွားမှာလားတက်ကတူတွေသွားမှာလားနောက်တစ်ခုကတင်တန်းတွေကိုသွားတတ်မှာလားကိုနဲ့ကိုက်ညီတဲ့ဟာကိုသွားတက်လို့ရတယ်စာအုပ်တွေကနေလည်းကိုကစာဖတ်ပြီးတော့လေးလာလို့ရတယ်အဲ့ဒါကတပိုင်းအဲ့လိုမျိုးကောင်းကောင်းငန်းငန်းလေးလာပြီးသွားပြီဆိုမှကျွန်တော်တို့ကအဲ့ရလာတဲ့အတွေ့အကြုံ
ဒီလေးလာမှုကနေရလာတဲ့အတွေ့အကြုံကိုပြဿနာဖြေရှင်းတဲ့နေရာမှာသုံးတာအဲ့ပြဿနာဖြေရှင်းလို့ရတဲ့အတွေ့အကြုံကမှကျွန်တော်တို့စလုံးရေးစမယ်โอเคဟုတ်ပြီအတွေ့အကြုံပေါ်မှာမူတည်ပြီး idea တွေသွားတယ်အတွေ့အကြုံကောင်းရင် idea ကောင်းမယ်တွေးခေါ်ပုံတွေခံယူချက်တွေကောင်းသွားမယ်ပြောချင်တာကဘာလဲဆိုတော့ဗောနော်ထားပါတော့ဒီလမ်းကိုကျွန်တော်တို့လမ်းလျှောက်တဲ့အချိန်မှာဒါမှမဟုတ်ပြေးတဲ့အချိန်မှာဘယ်နေရာမှာဘယ်လိုရှောင်ရမလဲဘယ်မှာကြောက်ခဲရှိတယ်ဒါမျိုးတွေကိုသိသွားရဲဆိုရင်အတွေ့အကြုံကောင်းရှိတယ်ဆိုရင်ကျွန်တော်တို့က idea ကောင်းသွားတယ်တွေးခေါ်ပုံကောင်းတယ်ဘယ်လိုလဲဆိုတော့ဒီလမ်းကိုငါလာရင်ဘယ်ဖက်နဲ့စီးရမယ်ဘယ်လိုရှောင်ရမလဲဘယ်လိုပြေးရမလဲတွေးခေါ်ပုံအတွေ့အကြုံကလည်းကျွန်တော်တို့ရဲ့တွေးခေါ်ပုံကိုပေးတယ်ကျွန်တော်တို့ရဲ့ခံယူချက်တွေကိုပေးတယ်ခုနပြောသလိုပဲဝိုင်းပြီးတော့နိုင်ချင်းခံရတဲ့ကလေးတယောက်ရဲ့ခံယူချက်ကငါလူတိုင်းကငါ့ကိုဒီလိုမျိုးပဲဖြစ်မှာလားဆိုပြီးတော့ depression ဝင်စရာခံစားချက်ကြီးနဲ့ခံယူချက်ဖြစ်ရင်ဖြစ်သွားမယ်ဘာလို့သူ့အတွေ့အကြုံကြောင့်တစ်ဖက်ပြောင်းပြန်มาလဲလူတွေဝိုင်းချစ်ပြီးတော့ထားပါတငယ်ချင်းတွေဝိုင်းချစ်ပြီးအာကိုဆရာမတွေလည်းချစ်တာခံရတဲ့ကလေးတယောက်ရဲ့ခံယူချက်တွေအတွေ့ခေါ်ပုံတွေကကျွန်တော်မတူပြန်တော့ဘူးအတွေ့အကြုံကွာသွားလို့ဟုတ်ပြီနော်အဲ့ကြောင့်ကျွန်တော်ပထမတစ်ဆင့်နောက်တစ်ခုကဒုတိယတစ်ဆင့်အားလုံးနားလည်မယ်ထင်တယ်ဒီကောင်နှစ်ခုပြီးသွားပြီဒီကောင်နှစ်ခုပြီးသွားရုံမှာဒါပေမဲ့တစ်ခုချင်းစီက chain နေလို့ပဲဘာလို့ဆိုတော့ကျွန်တော်က Spain chain ဆိုင်ငယ် chain နေလို့ပဲတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုအမြဲတမ်းရှိတယ်တစ်ခုလွတ်သွားလို့မရအောင်ဒီ၄စင်မှာ1 2 3 4 4စင်မှာတစ်ခုလွတ်သွားလို့မရအောင်တစ်ခုလွတ်ရင် result မထွက်ဘူးပုံမှန်လေးပြပြโอเคဒီကောင်က idea အတွေ့အကြုံကောင်းရင် idea တွေကောင်းမယ် idea ကောင်းမှ strategy လို့ခေါ်တယ်မဟာဗျူဟာကိုကျွန်တော်ကအကောင့်ထဲပေါ်နိုင်မှာမဟာဗျူဟာကိုဆွဲနိုင်မှာဟုတ်ပြီမဟာဗျူဟာဆိုတာဘာလဲမဟာဗျူဟာဆိုတာဘာလဲဆိုတော့လိုလိုရှင်းပြရမယ်ဆိုရင်မဟာဗျူဟာကကျွန်တော်တို့လိုချင်တဲ့ရလဒ်ကိုကျွန်တော်တို့ဖြစ်ချင်တဲ့အတိုင်းရအောင်အကောင့်ထဲပေါ်တာ risk အနည်းဆုံးစီးပွားရေးစကားပြောရမယ်ဆိုကျွန်တော်တို့အနေနဲ့ risk ပေါ့နော်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ကျွန်တော်တို့ကလုပ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ရလဒ်တွေကိုရအောင်အကောင့်ထဲပေါ်တဲ့နီးဗျူဟာကိုမဟာဗျူဟာလို့ခေါ်ပါတယ်အင်္ဂလိပ်လို့ဆိုရင်ကျွန်တော်က strategy လို့ခေါ်တယ်ဟုတ်ပြီအဲ့ strategy ကောင်းတွေကိုကျွန်တော်ကရေးဆွဲနိုင်ဖို့တဲ့ဆို idea ကောင်းမှလိုအပ်တာပြည့်စင်းသားကြီးဗျာအလွယ်လေးဗျာနော်ကျွန်တော်ကကောင်းတွေးတတ်မှကောင်းအကြံထုတ်တတ်မှမဟုတ်ဘူးလား strategy ဆိုလည်းအကြံပဲလေဟုတ်ပြီနော်အဲ့ကြတော့ idea ကောင်းတဲ့အချိန်မှာ strategy ကောင်းတွေကိုကျွန်တော်ကထုတ်နိုင်ပြီးထားပါတော့ကျွန်တော်ကပြေးတဲ့ကိစ္စနဲ့ပဲပြောလိုက်မယ်ဆိုရင်အတွေ့အကြုံကောင်းရှိတယ်အတွေ့အကြုံတွေအများကြီးရထားတယ်အဲ့ကြတော့ဘာရပါလဲဆိုတော့ပြေးကြည့်တယ်ဟုတ်ပြီနော်အဲ့ပြေးကြည့်တယ်ဒီအတွေ့အကြုံနဲ့သူကဒီမှာလေးလာတဲ့ဟာကိုအတွေ့အကြုံရတယ်လေးလာလို့ရဘိုးတူတာတွေကိုအသုံးချပြီးတော့သူကသွားပြီးတော့ပြေးကြည့်တယ်အမှဘယ်နေရာမကောင်းဘူးဘယ်နေရာလမ်းချောတယ်ဘယ်နေရာကအနေရများတယ်ဆိုတာကိုကသိသွားတယ်အဲ့အတွေ့အကြုံကောင်းရှိသွားမှကိုကတွေးခေါ်တတ်တာဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲကြိုတင်ပြင်ဆင်တတ်သွားပြီအဲ့လိုမျိုး idea ကောင်းကောင်းရှိသွားမှာဒီလိုမျိုးပြင်ဆင်ရမယ်ဆိုဒါမျိုးရှိပါလားဆိုပြီးတော့ကျွန်တော်တို့အတွက်ကျွန်တော်တို့တွေးခေါ်ပြီးတော့ကျွန်တော်တို့ရဲ့လိုချင်တဲ့ရည်မှန်းချက်တွေပန်းနိုင်နေနောက်တစ်ခုကဖြစ်ချင်တဲ့ကိစ္စတွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာတေချာတွေးခေါ်ပြီးတော့စဉ်းစားအစီအစဉ်ဆွဲထားတဲ့အရာတွေကိုကျွန်တော်တို့ကမဟာဗျူဟာလို့ခေါ်တယ် English လို့ဆိုရင် strategy လို့ခေါ်ပါတယ်နော်အဲ့လိုမဟာဗျူဟာဆွဲတဲ့သူတွေကို strategy လို့ခေါ်တယ်ကျွန်တော်အနေနဲ့ business strategy နောက်တစ်ခုက brand strategy ကိုကျွန်တော်အများကြီးဆွဲပေးဘူးတယ်ဟုတ်ပြီနော်အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ဒါတွေကိုပြောပြတာပါဟုတ်ပြီ idea ကောင်းရင် strategy ကောင်းသွားမယ်ဟုတ်ပြီဒါပဲလေဒီမှာဆိုဒီကောင်ကျွန်တော်ကရိုးရှင်းနေပြီအဖြေရထွက်နေပြီပြောချင်တာကအတွေ့အကြုံကောင်းလို့ idea ကောင်းတယ် idea ကောင်းလဲကျွန်တော် strategy ကောင်းဆွဲတဲ့အချိန်မှာအဲ့ strategy ကိုကျွန်တော်ကအကောင့်ဖော်လိုက်တဲ့အချိန်မှာအကောင့်ထဲဖော်လိုက်တဲ့အချိန်မှာဟောမှာ good result လို့ခေါ်တယ်ကျွန်တော်တို့လိုချင်တဲ့ result ကြီးတွေရတယ်နားမယ်နော်ဒီမှာထားပါတော့ probability ဗျာကျွန်တော်100%ရှိရဆိုကျွန်တော်တို့90%လုံးကတေချာပေါက်ရကို%များတယ်10%ကျွန်တော်အမြဲတမ်းခြံထားရတယ်ဘာလို့ဆိုတော့ business မှာ100%ဖြစ်နိုင်တယ်ဆိုတော့ဘယ်တော့မှမရှိဘူးနော်ဒီ percent ကကျွန်တော်ခြံထားရတယ်ဗာလေအများကြီးပဲအကြောင်းပြချက်အများကြီးရှိနိုင်တယ်ဒါမျိုးသွားရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအောင်နားလည်သွားမယ်ဆိုရင် business လား digital marketing လားကြိုက်တဲ့ပညာရပ်ကိုပြောကိုလေးလာခြင်းတဲ့ပညာရပ်တွေကိုဒီလိုမျိုး format ဒီလိုမျိုး blueprint ထဲမှာပြောချင်တာကဘာလို့ဆိုဒီလိုပုံချမ်းထဲမှာထည့်ပြီးတော့ကိုကလေးလာမှုကောင်းရမယ်ငါဘာတွေကိုသွားလေးလာမလဲအဲ့ဒီလိုရတဲ့ဥစ္စာတွေကိုငါဘယ်ပြဿနာမှာဖြေရှင်းမလဲနော်ငါကဘာတွေများမလိုအပ်နေလဲငါပြဿနာတွေကဘာလဲကိုကသူကိုဖြေရှင်းအတွေ့အကြုံတွေကောင်းလာပြီကိုက confident တွေယုံကြည်မှုတွေရှိလာပြီဆိုရင် idea ကောင်းတွေရှိလာပြီအဲ့ idea ကောင်းတွေဆိုကိုယ်တိုင်တွေးတတ်တယ်ကိုလည်းသတိထားမိလာနိုင်မယ်နော်အဲ့ idea ကောင်းမှာ strategy ကောင်းထွက်မှာ strategy ကောင်းဆွဲတတ်မှာကိုလိုချင်တဲ့ရလဒ်ကိုလိုချင်တဲ့ပန်းနိုင်ကိုကောင်းမွန်ရောက်နိုင်မှာဒါကကျွန်တော်ကြိုက်တဲ့ပညာရပ်ကိုမစိုးစာလုံးရေးစားကနေနော်အဆုံးအကုန်လုံးကျွန်တော်ကတေချာပြောပြသွားတာအချိန်ပေးပြီးတော့ဖတ်ပါထပ်ကနေလည်းဖတ်ပါအားလုံးသိချင်လို့ကျွန်တော်တင်ပေးလိုက်တာပါကဲဒီလိုမျိုးနော်ဒီလိုမျိုးကျွန်တော်မှာ digital marketing သင်တန်းတွေနောက်တစ်ခုက brand ကိုတည်ဆောက်တဲ့ဥစ္စာတွေကို share တင်ပေးမယ်လူကြိုက်များပြီးတော့လူတက်များခဲ့တဲ့ digital marketing batch 1 batch 2 batch 3ပြီးတဲ့အချိန်မှာကျွန်တော် digital marketing batch 4လာပါပြီနောက်လနော်ကျွန်တော်17လပိုင်းမှာရှိပါမယ်ရက်အတိအကျကိုလည်းကျွန်တော်ပြန်ပြောမယ်သင်တန်းကြီးကကျွန်တော်3,200 3,000ဝန်းကျင်မှာသွားမယ်ထင်တယ်နော်တကယ်လို့စိတ်ဝင်စားရဆိုကျွန်တော် DM4 လို့လာပို့လို့ရပါတယ်โอเคအားလုံးပဲလူတိုင်းကတာတိုင်းဖြစ်ပါစေဟယ်လိုမင်္ဂလာဟယ်လိုပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့